မင်္ဂလာပါဒီနေ့ကျွန်မကင်းမွန်လေးချက်ပြပါမယ်အရင်ဦးဆုံးကဆိုးလေးဖွင့်ပြီးတော့မီးလေးညှိမယ်ပေါ့နော်ကဲပြီးတော့အုပ်ပူလာပြီဆိုရင်ထောင်းလာတဲ့ချစ်သွန်လေးတွေကိုထည့်ပြီးတော့စီးတက်ပါမယ်ရှင်စီးတက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်မတို့ပေါ့နော်အရင်ဆုံးစနင်းမုံလေးအနည်းငယ်ထည့်ပါမယ်ဒီပါစနင်းမုံလေးနည်းငယ်ထည့်ပြီးတော့မှွေးပါမယ်ရှင်ကျွန်မတို့ဆက်လက်ပြီးတော့လေကျွန်မမေ့နေရတခုရှိရကျွန်မခရမ်းညင်လေးထဲကိုမေ့နေရတွားယူပြီးတော့ခရမ်းညင်လေးလှီးပါမယ်ခရမ်းညင်လေးလှီးနေတဲ့အချိန်မှာဘိုးလေးခဏတည်ထားမယ်ပေါ့နော်ပြီးရင်ဆိုတော့ကျွန်မချက်သားမုံနေငယ်ရယ်အချိုမုံလေးနေငယ်ရယ်ပြီးပါဆိုတော့ကြပြားကြီးလေးအနေငယ်ထည့်ပြီးတော့စီပြန်တက်တယ်ပေါ့နော်စီလေးထပ်တက်လိုက်ပါရရှင်ပြီးဆိုတော့ခရမ်းညင်လေးထည့်ပြီးတော့မှုလိုက်ပါမယ်ဘာလို့ကျွန်မခင်းညင်ဒီအရန်ကြိုက်တယ်ဘာပဲစားခင်းညင်ဒီထည့်ပြီးစားတော့ပိုကြိုက်တယ်ပေါ့နော်အရင်ကတော့ခင်းညင်ဒီနဲ့လင်မယားဖြစ်ခဲ့ရလားတော့မသိဘူးအဲ့ဆိုတော့ရေလေးငယ်ထည့်ပြီးတော့ထပ်တည်ထားမယ်ပေါ့နော်ရေလေးငယ်ထည့်လိုက်ပါတယ်အဲ့ဆိုတော့ကျွန်မတို့အိုးလေးခဏဖုံးထားပါမယ်တက်ပြီးပါပေးလိုက်သေးတယ်ပြီးသွားပြီဆိုတော့ခင်းညင်ဒီလေးကိုပေါ့နော်ခြေမယ်ပေါ့နော်အနစ်ကလေးဖြစ်သွားတော့လေခင်းညင်ဒီလေးကိုခြေလိုက်ပါမယ်ခင်းညင်ဒီလေးကိုခြေပြီးတော့မှွေလိုက်ပါမယ်ကျွန်မကတော့အမှွေမှာအရန်တော့ပါတယ်လက်ညောင်းနဲ့ထိမှွေပါတယ်ကျွန်မမှွေလိုက်ပါမယ်ရှင်ပြီးသွားပြီဆိုရင်တော့ပေါ့နော်သူ့ရဲ့အဓိကဆက်ဆောင်ဖြစ်တဲ့အရာပေါ့သူ့ရဲ့အဓိကဆက်ဆောင်ဖြစ်တဲ့ကျွန်မတို့ကင်းမုံလေးထည့်လိုက်ပါမယ်ရှင်ဟုတ်ကင်းမုံလေးထည့်ပြီးသွားပြီဆိုတော့ကျွန်မတို့ချခဲ့နေပေါ့နော်ဒီမဆလာလေးထည့်ပြီးတော့အုပ်လိုက်ပါမယ်ကဲပါပြီးရင်ဆိုတော့အနံ့ရနဲ့အရာတာပြည့်စုံတဲ့ဒီနော်ကင်းမွန်ချက်လေးရပါပြီကျေးဇူးတင်ပါတယ်အားလုံးကိုဘိုင်ဘိုင်